Okay, windy night နော်လူတွေကကြပြားတွေစာတွေဝတ္ထုတွေကိုဘာနဲ့ရေးကြတာလဲဆိုခန်းစားချက်တွေအတွေ့အကြုံတွေနဲ့ရေးကြတာများကြတာပေါ့နော်စိတ်ကူးရင်မှုတွေဒါတွေကဘယ်ကနေပြီးတော့အခြေခံလဲဆိုခန်းစားချက်တွေကနေပြီးတော့စပြီးတော့အခြေခံတော့ဒီလိုလေးရေးလိုက်ရင်လှသွားမှာပဲဟိုလိုလေးရေးလိုက်ရင်လှသွားမှာပဲဒီလိုအတွေ့အကြုံတွေရှိရပဲဆိုတော့ဟိုဒါကိုခန်းစားပြီးတော့ဘာအဓိပ္ပာယ်ဖြစ်နိုင်တယ်လဲပေါ့နော်ဒါဖတ်ကြည့်တဲ့အချိန်မှာပေါ့နော်တစ်ချက်နောက်တစ်ချက်နိုင်ငံခြားမှာနှင်းကြတာများလားတစ်နှစ်မှာ9လလောက်ကဒါအနိုင်ဆုံးပေါ့10လလောက်ဆိုရင်တော့ပုံမှန်လောက်တော့ပေါ့နော်9လလောက်ကဒီနှင်းနေတယ်မှာနေနေရတာဆိုတော့ခါကြတော့သူတို့အတွက် sunshine ဆိုတဲ့အဓိပ္ပာယ်ကဒီမှာတော့12ရာသီပေါ့နော်ဒါequator ရဲ့ဝင်လဲပါတာပေါ့ equator နဲ့နီးနေတာရယ်အရှိတောင်အာရှဆိုပြီးတော့တကယ်ဒီတောင်ဘက်အချမ်းမြောက်ဘက်အချမ်းကဘာကြီးကိုလို့ချမ်းကြည့်လိုက် equator နဲ့အဲ့တော့တောင်ဘက်အချမ်းဆိုတောင်ဘက်အချမ်းလည်းဖြစ်တယ်equator ရဲ့ဝင်နာလည်းနီးတယ်ဆိုတော့ဒီဘက်ကတော့နှွေးနေရမလို့ဒီဘက်ကတော့ရာသီဥတု၃မျိုးအနေနဲ့ပေါ့နော်ဒီဘက်ကလူတွေကကြတော့ဘယ်လိုပြောရမလဲတာယာကြတယ် sunshine ဆိုအနေတိုင်းမြင်ရတယ်ပေါ့နော်မိုးရွာလဲ2ရက်3ရက်ပေါ့ဥပမာ9ရက်10ရက်ပေါ့အဲ့လောက်ပဲပေါ့ကျန်တဲ့ရက်တွေမှာတစ်ခါပြန်ပြီးတော့မြင်ရတယ်ဆိုတော့နေတာတဲ့ရက်တွေဆိုတဲ့ကိစ္စကိုဒီအရှိဘက်ချမ်းစာဖတ်လို့ရှင်ရှေ့ဘက်ချမ်းကလေးတွေအတွက်ကြောင့်နည်းနည်းထူးဆန်းတာပေါ့နော်အဲ့တော့ဒီလို windy night တို့နော် rainy days တို့ဆိုတဲ့ကိစ္စတွေကမကောင်းတဲ့ပင်မဆင်းရဲရတဲ့ရက်တွေကိုပြောတာနော်အရက်စကားနဲ့ပြောလောကဓာတ်ရက်တွေပေါ့နော်ပင်မဆင်းရဲရတဲ့ရက်တွေစိတ်ဖိစီးရတဲ့ရက်တွေတခါတရံကြတော့လူတွေပြောကြရမလားတယောက်တည်းမလာဘူး Miss Fortune never comes alone ဆိုတာလိုမျိုးပေါ့နော်လောကဓာတ်ဆိုတာကလည်းဖြစ်လိုက်လို့ရှင်ဥမာပေါ့မုံတိုင်းကြတဲ့ရက်တွေလိုမျိုးပေါ့ဖြစ်လိုက်ရင်10ရက်လောက်ကတော့နေမမြင်ရဘူး9ရက်လောက်ကတော့အနည်းဆုံးနေမမြင်ရဘူး9ရက်လောက်ကတော့နေမမြင်ရဘူးအဲ့လိုမျိုးပုံစံမျိုးနဲ့ဒီထဲမှာပဲရုန်းကန်ပြီးတော့မှတွားရတဲ့ကိစ္စတွေကိုပြောတော့ပဲနော်တရားစကားတွေနဲ့ပြောလို့ရှိရင်လည်းတန်တရားထဲမှာဒီလိုမျိုးပါပဲမြုပ်လိုက်ပေါ်လိုက်နဲ့လူတွေကကန်ကောင်းတဲ့ရက်ကလေးကိုမျောလင့်ပြီးတော့မှနေရတဲ့ကိစ္စတွေပါပဲအဲ့တော့ windy night ဆိုတာဒီမှာလဲသူကန်ဆုံးပုံကြတဲ့ရက်တွေကိုပြောမှာအဲ့ကြားထဲမှာသူက raining days တော့မဟုတ်တော့ဘူးပေါ့နော်အဲ့လိုပဲခံစားရတာနော်ဖတ်ကြည့်လို့ရှိရင်ဒါသူတို့ကြပြဆက်တဲ့ပုံစံတွေသူတို့ကြပြတွေသူတို့စာတွေရဲ့ဘယ်လိုပြောမှာလဲရတာတွေကိုဖတ်လို့ရှိရင်ပေါ့နော်အဲ့တော့ windy nights ကိုသူဘယ်လိုဖွဲ့ထားလဲကြည့်အောင်ပေါ့နော်အဲ့တော့ခုနပြောသလိုလောကဓာတ်ရက်တွေလို့ပဲပြောရမလားเนาะအဲ့လိုပုံစံမျိုးနဲ့သူကဒီ windy night ထဲမှာသူမြင်းကစုံဆိုင်ပြီးတော့ပဲရအောင်သွားတာတခါတည်းကျတော့လူတွေကပေါ့နော်ရေစုံမမျောပဲနဲ့ရေစုံမျောရဲဆိုတော့လွယ်တယ်လေငတ်နေလိုက်တာအဲ့ဒါမျိုးမလုပ်ဖ ೇನೆ တချို့ကရုန်းကန်တယ်နော်အကျွေးယူတယ်ဟလာအစကြီးပဲအကျွေးကိုလည်းတိုးပြီးတော့နှစ်ဆလှုပ်တယ်အကျွေးကိုရအောင်ဆက်တယ်ဆက်ရတဲ့တချို့ကလည်းရုန်းကန်ပြီးတော့ဒီမှာလည်းနည်းနည်းရုန်းကန်ပြီးသွားတယ်ဆိုတဲ့အဓိပ္ပာယ်တွေပါတာပေါ့နော်အဲ့လိုအရေးရောင်နေပါဘယ်လိုပြောရမလဲဆို gallopပေါ့နော်သူဆက်ပြီးတော့ဒီ gallop ဆိုတာမြင်းကစုံဆိုင်တဲ့ကိစ္စကိုပြောတာကစုံဆိုင်နေဆိုတော့ဒီလိုမြင်းဆက်ကြိုးဆွဲပြီးတော့သွားတဲ့အချိန်မှာမြင်းခွာလမ်းနဲ့ရိုက်တဲ့ကိစ္စဆိုတော့ဒီလိုပဲစူးစမ်းပြီးတော့ပဲသွားတာသူကသူဒီလိုနှိမ့်သွားတဲ့ရက်တွေဟလာကျေလောင်လာတဲ့ရက်တွေဆိုတော့ဘယ်လိုပြောရမလဲညလည်းဖြစ်တယ်ဆိုတော့မီးမမြင်ရတဲ့ကိစ္စတွေလည်းသူရှိတယ်ပေါ့နော်ဒီလိုလဲစံတော်ဝါနဲ့သွားကြဒီလိုပါပဲလောကကြီးရဲ့နေတူကလူတွေရဲ့ဘဝတွေမှာလည်းဒီလိုပဲgallop လောက်ရတာပဲပေါ့နော်လိုရိုးစူးစမ်းရုန်းကန်ပြီးတော့ပဲသွားတာအဲ့တော့ကြည့်အောင်နော်တူတူလေးနဲ့လွဲပါတယ်ဘာမှလည်းသိမ့်မပါ windy night by Robert Louis Stevenson whenever the moon the moon and stars are set ဆိုတာကကောက်ငယ်ညကြည်လင်းနေတယ်လို့ဆိုတဲ့ပြောတဲ့သဘောပဲเนาะအဲ့တော့လာတွေမမြင်ရဘူးကြဲတွေမမြင်ရဘူးဆိုတဲ့အဓိပ္ပာယ်တွေအများသောအားဖြင့်ကခုနကတော့လိုမျိုးပေါ့เนาะဘယ်လိုပြောမှာလဲ raining days တွေပို့ပြီးတော့များတာပေါ့နော် raining days ဆိုမိုးတွေရွာနေတယ်ဆိုပို့ပြီးတော့ခက်ခဲတွေရုန်းကန်နေရတဲ့ရက်တွေရေးဆိုပြီးတော့ချမ်းနေရတဲ့ရက်တွေအဲ့လိုမျိုးပြောတော့ပေါ့နော်အားငယ်နေရတဲ့ရက်တွေအဲ့လိုမျိုးသဘောမျိုးပြောတော့ပေါ့အဲ့တော့ whenever the moons and stars are set ရဲ့အဓိပ္ပာယ်ကဘာဖြစ်နိုင်လဲဆိုတော့ခါကြတော့ကျယ်ရီလာတွေကတက်ဆင်ထားတယ်ဆိုတော့ကျယ်ရီလာတွေဘလို့မြင်ရနော်အဲ့လိုပဲပြောတော့ပေါ့နော်ဒီမှာတော့နော်ဒါကဟိုကနေပေါ့နော်လောက်က
ဟိုကနဲ့ကြပြဆိုလို့ရင်းနဲ့မကြီးရဲ့ချုပ်ကြပြဆိုလို့ရင်းနေရဘာသာလို့ဘာသာပြန်လဲဆိုတော့ cover with clouds နဲ့ဘာသာပြန်လဲ cover with clouds ဆိုတာကတိမ်နေနဲ့ဖုံးနေတယ်ဒီဟိုဟာကြီးဆိုတဘောကနေရရက်တွေကပင်ပန်းစင်းနေရက်တွေလို့ပြောတာဥမာကောင်းငင်ကြီးလဲနေတယ်ကျဲတွေကမြင်နေရဆိုတာတာယာတဲ့ရက်တွေဆိုတော့ခဲရင်းတဲ့ရက်တွေမဟုတ်ဘူးလို့ပြောတာပေါ့နော်အဲ့တော့ဒီနေရာမှာတော့ဘယ်လိုပဲရှိပေါ့နော် whenever the wind is high ဘယ်လိုပဲလေတွေကြမ်းအဲ့တော့လေတွေကြမ်းနေတဲ့အချိန်မှာနော်ဘယ်လောက်ပဲလာရင်ကျဲဒီတဘောကဘလောက်ပဲတာရတဲ့ဟိုပေါ့ဘဝကြီးရှိကိုဘဝကတော့ရုန်းကန်နေရစေကြမ်းတမ်းနေစေလူကြီးကြမ်းနေစေပေါ့နော်အဲ့လိုမျိုးသဘောမျိုးဟိုပြောတော့ပဲเนาะအဲ့တော့ all night long in the dark and wet တညလုံးကတော့ long ရှိလာပြီးတော့ in the dark and wet မောင်မဲပြီးတော့ဆွတ်ပြီးတော့ a man goes riding by စီးနေနေရတယ်ဒါတော့လောကကြီးကတော့ကိုမြင့်ကိုဆိုင်ပြီးတော့ပဲဒီလိုပဲသွားနေရတာပါပဲเนาะကိုမြင့်ကိုဆိုင်ဆိုတော့ဘယ်ဟာလဲမြင့်ဆိုတော့ဟိုဘယ်လိုပြောမှလဲကိုရှီယာနဲ့ကိုတက်တီနဲ့ကိုတင်ထားတဲ့ပင်တော့မှကိုက6တန်းမဲ့အောင်လဲဆိုအဲ့6တန်းပညာရည်နဲ့ကိုက9တန်းမဲ့အောင်လဲဆို9တန်းပညာရည်နဲ့ကိုက10တန်းမဲ့အောင်လဲဆို10တန်းပညာရည်နဲ့ဥမာကိုကဘွဲတစ်ခုရတယ်ဆိုလိုက်ဘွဲတစ်ခုနဲ့ပေါ့နော်ဥမာကိုကဘွဲရတယ်ဆိုပေမဲ့လို့နေရာတစ်ခုမှနိုင်ငံတစ်ခုမှအဲ့ဒီဥစ္စာအကျုံးဝင်မြန်မှုဆိုလို့ရှင်လဲဥမာကိုကစင်းငိုင်တင်ထားတယ်ဟလာကိုရောက်နေတဲ့နေရာကဟိုဘယ်လိုပြောမှလဲဟိုဘိုးဘွားကြီးတလို့ဟာမျိုးဆိုလို့ရှင်လဲဒါ nothing ဟိုဘယ်လိုပြောရမှာလဲသူနာပြုရမယ်ကိစ္စပြုစုပြုရမယ်ကိစ္စဆိုလဲစင်းငိုင်ထဲမှာစိုက်ရန်ဥစားရပဲတခါတရံမှာကြတော့လေဟိုဘယ်လိုပြောရမှာကြုံနေတဲ့အခြေအနေနဲ့ကိုရှိတဲ့အခြေအနေကဘာမှမအဆက်ဖ ೇನೆ လေလိုပဲသွားနေရတာလည်းရှိတာပဲစသည်အဖြစ်လူတွေကတော့ဒီလိုပဲကိုလန့်ကိုကြောင်းနေရတာပဲအဲ့တော့ a man goes riding မှာအဲ့ထဲမှာပေါ့စန္ဒဘဝနေရသည်ဆိုတော့လေလူတွေကကြုံကြတာပဲအဲ့တော့အဲ့လိုပုံစံမျိုးကိုခန်းစားပြီးရေးထားဟန်တူပါတယ် late နောက်ကလည်းနောက်ကျတယ် in the night ညမှာ when the fires are out သူ gallop လုပ်တယ်ဆိုအခုခေတ်ကတော့ gallop လုပ်တဲ့ခေတ်မဟုတ်တော့မြင်းစည်းရဲ့ခေတ်မဟုတ်တော့ဘူးဆိုတော့gallop လုပ်တဲ့ခေတ်ဆိုတော့ဘယ်ခေတ်ဖြစ်မလဲဆိုတော့ဟိုလမ်းမီးတိုင်းကိုဟိုဝိုင်းနဲ့လောက်ရတာပေါ့နော်မီးထွန်းရတဲ့မီးနဲ့လိုက်ပြီးတော့ဟိုရင်းနေစီးပြီးနဲ့ထွန်းရတဲ့ခေတ်နေမှာပေါ့အဲ့တော့မီးကလည်းမရှိတဲ့အချိန်ဒီလိုပဲဟိုညလည်းမှောင်မဲနေတဲ့အချိန်ကြီးဆိုတော့တဘောကဘာအလင်းအောင်မှမရှိဘူးသူကသူဘယ်လောက်ပဲဟိုလာရကျဲရှိတယ်ပဲပြောတော့လေတွေကတော့တအားတိုင်းတော့ဘာမှသူမြင်ရတဲ့သဘောမရှိဘူးတော့ why does he gallop aboutဘာကိစ္စဒီလိုပဲစုံဆိုင်ပြီးတော့သွားနေရတာပဲလူတွေကတော့ဒီလိုပဲပေါ့နော်သူဟာသူခုနပြောလို့နေတာမတာကျဲထွက်လာမထွက်ဘဝဆိုတော့ယုံကန်ဒီရာတွေကိုမှမယုံကန်ခြင်းမှုဆိုလဲဘဝကိုဆုံးသက်သွားတဲ့လူတွေလည်းရှိတာပေါ့နော်အဲ့တော့ gallop သွားနေတဲ့လူတွေကိုတောင်းမှဒါဟိုလောကရန်တရားတစ်ခုကိုရင်ဆိုင်ပြီးတော့သွားနေရဆိုတော့ချီးကျူးရမလို့ပဲပေါ့နိုင်ငံထဲမှာတော့ချီးကျူးကြတယ်နော်ဒီအရှိတိုင်းရကြတော့ခါကြလည်းဒီဟိုဟာပေါ့နော်လောကုတ္တရာပညာရည်ရှိတော့ခါကြလဲအော်ဒါတွေကပြင်ပန်းဆင်းရဲစရာတွေပဲဆိုပြီးနောက်နိုင်ရပြီးတော့လေတရားထုတ်သွားတာကြီးကြတော့ခါကြလဲဒါမျိုးကြတော့လေဟိုပေါ့ဒါကြောင့်လဲ gallop လို့ပဲပြောမှာမလားဒါကြောင့်လဲဘဝတစ်ခုရွေးချယ်သွားတယ်လို့ပဲပြောမှာမလားနော်အဲ့တော့ whatever the trees are crying aloud အဲ့တော့လေတိုက်နေပြီဆိုတော့တစ်ပင်ကတော့တေချာပေါက်ကျန်းကျန်းနဲ့လှုပ်ရှားနေမှာပဲအဲ့ဒါကိုသူရေးထားဟန်တူပါတယ်အဲ့တော့ဘယ်ချိန်ဖြစ်ဖြစ် the trees are crying aloud အကျဉ်းငိုနေတဲ့အချိန်ဆိုတော့ဝိုးဆိုလေရဲ့အကြောင်းမို့လို့အဲ့တော့လောကရန်နေရဲ့ကြားထဲမှာအခြေအနေတွေကလည်းငိုနေဟန်တူပါတယ် ships are tossed ဆိုတာ line ဒီလိုပုတ်တာကိုပြော line ပုတ်လို့ရှိရင်ဟို line ချက်ခွတ်တွေကျန်းလာလို့ရှိရင် line ချက်ခွတ်လေးငင်းငင်းဆို line ချက်ခွတ်ကလေးတွေလှနေတယ်လို့ပဲအဲ့ဒါမှနေထိုးထားတဲ့အချိန်မှာဆိုလို့ရှိရင်ဟိုရွှေရောင်နေလက်နေတို့တောင်ဖြစ်ပင်မဲ့လို့လေတအားကျန်းတဲ့ချိန်ကျတော့ပင်လယ်ကြီးကလည်းတအားကျန်းပြီးတော့ကျန်းတဲ့နေရာတစ်ခုအခြေအနေတစ်ခုဖြစ်တော့ပေါ့တော့ ships are tossed at seas တော့အဲ့ဒီ line ချက်ခွတ်ဒီဟိုဟာကြားထဲမှာပင်လယ်မှာ line ချက်ဒီချက်ခွတ်တွေကြားထဲမှာတင်မောရလည်းတအားနေဟို toss လောက်ခံရတယ်ပေါ့နော်အဲ့လိုလှုပ်ရှားခံရတယ်ဆိုတော့ဒါဘာကိုပြောရလဲဆိုတော့ဟိုမညမတားကိုလောကရန်ကသွားနေတယ်ဆိုတဲ့အခြေအနေတွေမှာဟိုကလည်းကြက်တယ်တွေကလည်းကြက်တယ်ငွေတော့ဝယ်မှာတွေကလည်းကြက်တယ်ဟလာဟိုစိုက်တောက်ရေးတွေကလည်းကြက်နေတယ်ဟလာအလုတ်ကလည်းကြက်နေတယ်အကျွေးတွေလည်းရှင်နေစသည်ပဲတခါတည်းမှာအခြေအနေတွေကငိုနေရတရားဟလာခက်ခဲနေရတဲ့အောင်အဲ့လိုပုံစံမျိုးတွေကလည်းရှိနေတတ်တာပေါ့နော်အဲ့တော့ on the highway ဒီလိုပဲလမ်းမကြီးမှာလူတိုင်းကတော့ကိုသွားနေရတယ်ကို
ဘောလမ်းကြောင်းကြီးမှာတော့ဒီလိုပဲ low and loud နှိမ်သွားလိုက်ကျဲလာလိုက်ဟလာစသည်အဖြစ်ဒီလိုပဲ gallop သွားတာပဲအဲ့တော့ by at the gallop goes he သူသွားနေရတာပဲ gallop လုပ်နေရတာပဲကစုံဆိုင်နေရတာပဲ by at the gallop he goes သူသွားရတယ် and then by he come back at the gallop again လိုပဲမတည်သေးသူရတော့ဒီလိုပဲသွားနေရတာပဲအဲ့တော့ဒီမှာလဲသူလဲဆက်ပြီးတော့ပဲသွားတာအရင်တော့ပေါ့နော်လူတစ်ယောက်ကနားထောင်နေတယ်လူတစ်ယောက်သွားနေတယ်လို့ဟိုတစ်ခါတည်းမှာဟိုပေါ့အတောင်ငယ်လေးရှိတယ်ပေါ့နော်အဲ့တော့ဒီကြပြာကိုဖတ်လိုက်ခြင်းအဖြစ်လူတစ်ယောက်ရဲ့အခက်ခဲကိုလည်းလူတစ်ယောက်ကနားထောင်နေတဲ့ဟန်လည်းရှိတယ်လို့ဒီကြပြဆရာကိုယ်တိုင်ကလည်းဟလာဒီလိုခက်ခဲတယ်ဆိုတဲ့နေ့ရက်တွေရှိတယ်ဆိုတဲ့ဟာကိုလည်းခန်းစားပြီးရေးတာဟန်လို့လည်းတူတယ်လို့လည်းဗာပြန်လို့ရတယ်အဲ့တော့ကြည့်အောင် Poem 4 Windy Night by Robert Louis Stevenson whenever the moons and stars are set whenever the moons and stars are set whenever the wind is hot all night long in the dark and wet a man goes riding by late in the night when the fires are out why does he gallops and gallops about gallop and gallop about လို့ဖြတ်ချပါမယ်ဘာလို့ဆိုတော့ does ကအရှိမထုတ်ထားတဲ့အတွက် gallops and gallops လို့နောက်ကနေ s တန်ထည့်ပြီးတော့ထော်လို့မရပါဘူးအဲ့တော့ why does he gallop and gallop about whatever the trees are crying aloud and ships are tossed at sea tossed T-O-S-S-E tossed at sea by on the highway low and loud by at the gallop goes he by at the gallop he goes and then by he comes back at the gallop again နော်အဲ့တော့အဲ့ဒါယူလေsorry ဒါ poem 4ဆိုတော့1 2 3 4ဒီမှာ၄ခုပဲပြဋ္ဌာန်းထားတယ်အဲ့တော့ကြပြ၄ခုဒီမှာပဲပြီးပါပြီเนาะနောက်ရက်ဒီမှာtest ကိုသင်ပေးသွားဖို့ပေါ့နော်ရှိပါတယ်ဒီမှာပေါ့နော်အများကြီးရှိပါသေးတယ်เนาะ grammar ရှိမယ် essay letter ရှိမယ် exercise တွေရှိမယ်ဒါကရိုးတနန် textbook ကိုပဲဒါဘာသာပြန်ပြလိုက်တဲ့ပညာဒါနပေါ့နော်ဟိုအများကြီးရှိသေးတာမို့လို့ပေါ့နော်ဒီကနေပြီးတော့မှဟိုစီးပွားရှာတယ်ဒီကနေပြီးတော့မှဟိုလောက်တယ်လို့မထင်စေချင်တဲ့အတွက်ပေါ့နော်ဒီတင်ချင်းတွေကိုပေါ့မနှောက်ယှက်ဖို့အတွက်မြတ်တာရခံပါတယ်เนาะဟိုတို့ကြအကုန်လုံးတင်လိုက်တယ်ဟိုဆရာသားမချမ်းမဲနဲ့တင်လိုက်တယ်ထင်ပြီးတော့ဟိုပေါ့နော်အဲဆိုရင်ဘယ်လိုလုပ်ကြမှာလဲဟိုအကုန်လုံးရှောက်တင်နေလို့ရှင်ဟိုဖြစ်နေမယ်ဆိုအဲ့လိုမျိုးလည်းမဟုတ်ဘူးเนาะဟိုသူများဟိုလှုပ်ရှားလို့မရလို့သူများစီဝါရေးကိုတိုက်ပြီးတော့ဒါရှောက်ပြီးတော့တင်တာလည်းမဟုတ်သလိုအကုန်လုံးလည်းဘာမှတင်လို့မရဘူး grammar ဆိုလည်းတင်လို့မရဘူး essay letter ဆိုလည်းတင်လို့မရဘူးเนาะဒါတင်လို့ရတဲ့အပိုင်းလေးကိုပဲကြပြဖတ်ပြရတယ် text ဖတ်ပြရတယ်ဒီလောက်ပဲအဲ့တော့ကျေးဇူးပြုပြီးတော့ပေါ့เนาะဒါစီဝါရေးလှုပ်ရှားတာမဟုတ်တဲ့အတွက် report ထုတ်ခြင်းသိခံပါရှင်